Okay အားလုံးပဲမင်္ဂလာပါဗျကျွန်တော် channel လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ခါတော့ခင်ဗျားတို့ကို book review တစ်အုပ်လုပ်တော့ပါမယ်စာအုပ်ကဆရာညီနောင်ရဲ့စက်ထမအကြိမ်မြောက်မျိုးသုံးပြောက်ွယ်ခြင်းဆိုတဲ့စာအုပ်ပါ2025ခုနှစ်စက်တင်ဘာလတုန်းကထုတ်ဝေခဲ့ပါတယ်စာအုပ်ဈေးက3000ကျပ်ဖြစ်ပါတယ်ဗျညကျွညိုစာပေကနေပဲထုတ်ဝေထားတာပါဆရာညီနောင်ရဲ့စာအုပ်အများစုကလည်းညကျွညိုစာပေရပဲထုတ်ဝေထားတဲ့ဆိုတာတော့ကစာဖတ်သူတော်တော်များများတည်ပြီးလောက်ပြီလို့ထင်ပါတယ်ဆိုတော့ကျွန်တော်တို့စာအုပ် review စရတာပေါ့ဗျာဆိုတော့စာအုပ်ကမျိုးသုံးပြောက်ွယ်တော့မဲ့ပနာမရွှေဖားအကြောင်းနဲ့စတင်ထားပါတယ်ရွှေဖားတွေဟာအရင်ကအင်မတန်ပေါ်များပေမဲ့ခုတော့တွေ့ဖို့တောင်တော်တော်ရှာယူနေရတဲ့အနေအထားရောက်နေပြီဆိုတာနဲ့စတင်ထားပါတယ်စာအုပ်က2014တုန်းကထုတ်ဝေခဲ့တာဆိုတော့ဒီအချိန်ဆိုမျိုးသုံးနေလောက်ပြီလားဆိုပြီးစာအုပ်ဖတ်နေရင်တွေးပူလိုက်ပါသေးတယ်တရှိတွေလူသားတွေဖန်နီးနေစွမ်းတွေးခေါ်နေစွမ်းစင်ကျင်နေစွမ်းအပြည့်ရှိတဲ့ဒီနေ့ကလူသားတွေဟာဒီကမ္ဘာပေါ်မှာရှင်သန်ကြီးပြင်းလာခဲ့ရတာကြောင့်ဒီကမ္ဘာဟာခမ်းနားလာတယ်လို့ကျေးဇူးတင်စရာလည်းကောင်းပါတယ်ဒါပေမဲ့ဒီကမ္ဘာပေါ်မှာပဲရှင်သန်ခဲ့ရတာဟာကျွန်တော်တို့လူသားတသက်ပဲမဟုတ်ပါဘူးအခြားတ attva တွေအပင်မျိုးစိတ်တွေအန်ဆက်ပိုးမွားတွေနဲ့အတူတကွရှင်သန်နေထိုင်ခဲ့ရတာပါဒါပေမဲ့လည်းဒီနေ့ခေတ်မှာအချို့တ attva မျိုးစိတ်တွေရှင်သန်ခွင့်မရနိုင်တော့ပါဘူးကဘာကြီးဟာဖြစ်တည်ကြတဲ့ကအစအမြဲတမ်းအကောင့်ဘက်ကိုပဲတရရိပ်တက်လာခဲ့တာမဟုတ်သလိုကဘာကိုမှီတည်ပြီးနေကြရတဲ့တ attva တွေအတွက်လည်းလမ်းဟာအမြဲတမ်းဖြောင်ဖြူးမနေခဲ့ပါဘူးမျိုးသုံးချင်းတွေထိဒုက္ခအကြီးကြီးရောက်ခဲ့ရတဲ့အချိန်တွေဟာဒီကဘာကြီးဟာ9ချိန်တိရင်ဆိုင်ခဲ့ရပြီလို့သိရပါတယ်မျိုးသုံးတော့မဲ့စက်ထမအချိန်ဟာအခုဗီဒီယိုကိုကြည့်နေကြတဲ့ကျွန်တော်တို့အတွက်များဖြစ်လိမ့်မလားဆိုပြီးတွေးကောင်းတွေးနိုင်ပါတယ်အကယ်၍ဒီလိုတွေးခဲ့မယ်ဆိုရင်တော့ဒီစာအုပ်ကိုခမဖတ်သင့်နေပါပြီခမအတွေးတွေဟာမှန်နေပြီဆိုတဲ့အကြောင်းကိုဒီစာအုပ်ကကောင်းကောင်းကြီးပြောပြနိုင်ပါတယ်ဒီခန်းစားချက်ကခမရဲ့ escape ဒဏ်ရာထက်နှစ်ထမနှစ်ထတော့ခမလိုတိုင်ရှိပါစီတော့ဗျာဒီစာအုပ်ကဒီနေ့ခက်မှာမျိုးသုံးပြောက်ွယ်တော့မြတ်တ attva တွေအကြောင်းကိုအသေးစိတ်လေ့လာပြီးရေးထားပါတယ်ဒီတ attva တွေအထက်မှာပနာမရွှေဖားတွေမူလပင်ကွင်းငှက်တွေအမော်နိုင်တွေစသဖြင့်တော်တော်များများပါပါတယ်ဆိုတော့ဒီတ attva တွေဟာအရင်မပါဘူးလို့ထင်မှတ်ကောင်းထင်မှတ်နိုင်ပါတယ်ကျွန်တော်လည်းဒီလိုပဲထင်ခဲ့တာပါဒါပေမဲ့ဒီစာအုပ်ကပြောနေတဲ့အချက်လက်တွေကတော့ဒီလိုထင်နေတာတွေဟာပင်လယ်ထဲမှာရှိတဲ့စန္ဒကန္နာကြောက်တုံးကြီးကြောင့်ပင်လယ်ရေတက်ရပါတယ်ဆိုတဲ့ဟောပြောချက်တွေလို့မှန်ကန်မှုမရှိပါဘူးပြီးတော့မိုင်မဲရလည်းရောက်ပါတယ်စာအုပ်ကအခန်း6ခန်းခွဲပြီးရေးထားပါတယ်အခန်းတစ်ခုချင်းစီမှာအကြောင်းအရာတစ်ခုကနေနောက်ထပ်တစ်ခုကိုပြောတဲ့နေရာမှာဝတ္ထုဆန်ဆန်ချိတ်ဆက်ထားတာကအရသာတစ်မျိုးနဲ့ခံစားရတယ်လို့စာရေးသူရဲ့ရင်ထဲမှာဘာတွေရှိနေလဲဘလို့ခံစားနေရလဲဘာတွေကိုသိစေချင်တာလဲဆိုတာကိုဖြတ်ခနဲ့ရစ်ခနဲ့မြင်တွေ့ရတဲ့အဆုံးသက်စာပိုက်တွေပဲဖြစ်ပါတယ်ကမ္ဘာကြီးမှာမျိုးသုံးပစ္စည်းတော့မဲ့အန်ရနဲ့ရင်ဆိုင်နေရတာကတ attva တွေနေမကပါဘူးတန်တာကြောက်တန်းလိုဟာမျိုးလဲပစ္စည်းမှုအန်ရနဲ့ရင်ဆိုင်နေရတယ်ဆိုတာကိုဒီစာအုပ်ထဲမှာအလန်းနဲ့ပြောထားပါတယ်တန်တာကြောက်တန်းတွေဟာဓာတ်ပုံရိုက်ဖို့အလှတက်တာမဟုတ်ပါဘူးတ attva တွေရှင်သန်ဖို့အတွက်ရာသီဥတုတွေကောင်းဖို့အတွက်အဓိကကြတဲ့အခန်းနေရာကနေပါဝင်နေတယ်ဆိုတဲ့အကြောင်းရယ်ဘလို့တွေတဏှာကြောက်တန်းနေရလှုပ်ဆောင်ကြတယ်ဆိုတဲ့အကြောင်းတွေကိုဒီစာအုပ်မှာအသေးစိတ်ဖတ်နိုင်ပါတယ်ခင်ဗျားအောင်ဓာတ်တွေကိုကာကွယ်ထင်းသိမ်းခြင်းနဲ့စိတ်တွေဖြစ်သွားနိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့သိမသိတဲ့ပင်လယ်သမုဒ္ဒရာရေတွေထဲကပင်လယ်ရေအချင်းပေါက်မှုအကြောင်းပါပင်လယ်ရေအချင်းပေါက်မှုကဆိုးရတဲ့ရာသီဥတုတွေကိုဖြစ်ပေါ်စေမှာဖြစ်ပြီးတော့ဟန်ချစ်ညီနေသေးတဲ့ရာသီဥတုစနစ်ကိုလည်းအကြီးအကျယ်ပြည့်စည်စေမှာဆိုတဲ့အကြောင်းကိုတင်ပြထားပါတယ်စာအုပ်ရဲ့တနေရာမှာခုလိုဖတ်ရပါတယ်အော်ရိုဘစ်ရှန်ယိုအလင်းလောက်မှာပထမဆုံးအပင်တွေကုန်းမြေပေါ်မှာစတင်ပေါက်ရောက်လာခဲ့ပါတယ်အဲ့ဒါတွေကကနဦးရင်းကြီးပင်တွေနဲ့ဂမိဆောင်ပင်တွေပါပဲသူတို့ကပဝန်းကျင်အသစ်ကိုမရင်နှီးသေးတယ်လို့မျိုးမြေပြင်နဲ့ကပ်ရက်ပြီးပဲပေါက်ရောက်ခဲ့ကြပါတယ်တဲ့ဆိုတော့အပင်မှာဆိုသူပေါက်ချင်တယ်လို့ပေါက်မှာပေါ်လို့ပဲသိနေတဲ့ကျွန်တော်ကအဲ့ဒီစာကိုဖတ်နေတော့ဟာကွာဒီဘဲတွေဟာအဲ့လောက်ကြီးလေးလာရလားဆိုပြီးတော့လေစိတ်ထဲမှာအံ့ဩရပါသေးတယ်ဆိုတော့စာအုပ်ထဲမှာပါတဲ့အသေးစိတ်ကိုတော့ကျွန်တော်ပြောပြနိုင်စွမ်းမရှိပါဘူးပြောပြဖို့လည်းမလိုအပ်ပါဘူးဒါပေမဲ့ဒီစာအုပ်ကပေးတဲ့ message ကိုတော့ကောင်းကောင်းကြီးရပါတယ်ပြီးတော့ကျွန်တော်တို့တကယ်လည်းဖတ်ရတဲ့စာအုပ်ဖြစ်ပါတယ်
ကျွန်တော်တို့တွေဒိုင်နိုဆောတွေနဲ့ပတ်သက်ပြီးရင်အနည်းဆုံးကြားဖူးနားဝါတော့ရှိကြပါတယ်ဥက္ကဆိုင်ကြီးဝင်တိုက်လို့ဒိုင်နိုဆောတွေမျိုးတုံးပြောင်းကွယ်သွားရတယ်ဆိုတဲ့အကြောင်းကိုပါဒါပေမဲ့ခုလိုပြောနိုင်ဖို့ပညာရှင်တွေဟာဘလောက်တောင်တိုက်ခံလုပ်ခဲ့ရတယ်ဆိုတာကိုလေဒီစာအုပ်ထဲမှာကောင်းကောင်းဖတ်ရှုနိုင်ပါတယ်ဥက္ကဆိုင်ဝင်တိုက်လို့ဒိုင်နိုဆောတွေမျိုးတုံးခဲ့ရတယ်ဆိုတဲ့ theory ကိုအဲ့ဒီတုန်းကပညာရှင်အများစုကတော့ခါခါတီးတီးညင်းပယ်ခဲ့ကြပုံပါဒီစာအုပ်ကိုဖတ်တဲ့နေရာမှာနည်းနည်းတော့အခက်အခဲရှိပါတယ်အဓိကကတော့ဒီအကြောင်းအရာတွေကိုစိတ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပြီးတော့ဒီစာအုပ်ထဲမှာပါတဲ့နာမည်တွေကြောင့်ပါနာမည်ကလူနာမည်ကိုဆိုလိုချင်တာပါအခန်းတစ်ခန်းကနေနောက်တစ်ခန်းကိုပြောင်းသွားတဲ့မှာသူတို့တွေကဘယ်သူတွေလဲဆိုတာကိုအုံနောက်ကအလုပ်ကောင်းကောင်းမလုပ်ပါဘူးလက်လာရေးခီးဖြစ်တဲ့အတွက်အဲ့ဒီဒေသကလူတွေနဲ့စာရေးသူနဲ့ပါလာတဲ့သူတွေအကြောင်းကိုစာရေးဆရာကထည့်ရင်းမှာပဲအခုရေးထားတဲ့စာအုပ်ပုံစံကပြည့်စုံပါပါခက်တာကအဲ့ဒီပြည့်စုံမှုကပဲကျွန်တော်ကိုနည်းနည်းအနှောင့်အယှက်ပေးတာပါဆရာကြီးတော်ကဒီစာအုပ်နဲ့ပတ်သက်ပြီးစာဖတ်သူတွေရဲ့ feedback ကို post ခုတင်ထားပါသေးတယ်ဒီစာအုပ်ဟာအစာပိုင်းမှာဖတ်ရတာနည်းနည်းခက်တယ်ဆိုတဲ့အကြောင်းကိုပါပြီးရင်ဒီစာအုပ်ထဲမှာပါတဲ့နိခတကဘေကဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးရှစ်နဲ့ပဲကျွန်တော်ဝန်ခံရစီရှင်အောင်သူတေသနာပညာတို့ဆိုတာကိုကျွန်တော်နားကရင်မားတာကြာလှပါပြီပြီးတော့ဒီအကြောင်းအရာတွေကိုလည်းအနည်းချင်းဖတ်ဖူးပါတယ်ဒါပေမဲ့နိခတကဘေကဆိုတဲ့ဝါဒကိုတော့အခုမှတွေ့ဖူးတာပါကျွန်တော်လိုလူတွေအတွက်ဒီစာအုပ်ကဖတ်ရတာခက်ကောင်းခက်နိုင်ပါတယ်နောက်တစ်ခုကဆရာကြီးတော်ရဲ့အမှားစာပါဆရာကြီးတော်ဟာသူဘာသာပြန်တဲ့စာအုပ်တွေမှာအမှားစာကိုသိရေးလက်ရှိသူမဟုတ်ပါဘူးအစောပိုင်းထွက်ထားတဲ့စာအုပ်တွေကိုအဓိကဆွလို့ချင်တာပါအခုနောက်ဆုံးပြန်ထုတ်ထားတဲ့ပဂတိတရားကြီးမှောပစံလဲဆိုတဲ့စာအုပ်မှာလည်းအမှားစာတော့ရေးထားပါသေးတယ်ဒါပေမဲ့လည်း21ရာစုတွေသင်ခန်းစာ21ရာစာအုပ်ရဲ့အမှားစာကိုကြည့်ရင်ဆရာကြီးတော်ဟာအမှားစာကိုသိမရေးချင်ဘူးဆိုတာခမှန်းရပါတယ်ဒါပေမဲ့ဒီစာအုပ်မှာပြောချင်တာအမှားစာပါဒီအမှားစာကစာမျက်နှာ35မျက်နှာတောင်ရှိရဲဆိုတော့တော်တော်လေးရှိတယ်လို့ပြောလို့ရပါတယ်ရှိတဲ့အလျောက်အကြောင်းအရာအကုန်လုံးကိုလည်းခြုံငုံမိသွားပါတယ်အဲ့ဒီအမှားစာကပဲဒီစာအုပ်အကြောင်းကိုကောင်းကောင်းပြောထားသလိုစာအုပ်ကိုနားလည်ဖို့ရအတွက်အင်မတန်ထောက်ကူဖြစ်ပါတယ်ဆိုတော့အမှားစာအတွက်ဆရာကြီးတော်ကိုလည်းတကူးတကကျေးဇူးတင်မိပါတယ်ဆိုတော့ဗျာဗီဒီယိုအစမှာအခြား insert ပုံမှားတွေတည်ရှိမှုကကျွန်တော်တို့လူသားတွေတည်ရှိမှုထက်သိအရေးမပါဘူးလို့ထင်ရင်မှားသွားမယ်ဆိုတဲ့အကြောင်းကိုပြောခဲ့ပါတယ်။ဘာကြောင့်ခုလိုပြောရလဲဆိုတာကိုဒီစာအုပ်ထဲမှာပါတဲ့စာပိုက်တစ်ခုနဲ့ကျွန်တော်ညီကုန်းချုပ်ပါမယ်။ခုလိုရေးထားပါတယ်စာအုပ်ထဲမှာပုံမွားတွေဟာကုန်းနေဂေယစနစ်မှာနေရာတိုင်းရှိနေုံနဲ့မကအဲ့ဒီစနစ်အတွင်းမရှိမဖြစ်အရေးပါပါတယ်။ဝီဆန်ပြောခဲ့တယ်လို့လူသားတွေပျောက်ကွယ်သွားရင်ကဘာကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း1000ကရှိတဲ့ဟန်ချစ်ညီတဲ့အခြေအနေကိုပြန်ရောက်သွားမှာပါဒါပေမဲ့ပုံမွားတွေပျောက်ကွယ်သွားရင်တော့တဘာဝပတ်ဝန်းကျင်ကဝရုံသုံးကားအခြေအနေကိုဆက်ရောက်သွားပါလိမ့်မယ်လို့ပဲဆိုရမှာဖြစ်ပါတယ်တဲ့ဆိုတော့အဲ့အကြောင်းအရာတွေကိုဒီစာအုပ်ကကောင်းကောင်းကြီးရှင်းပြပေးနိုင်မှာကြောင်းပြောကြရင်ဝယ်ဖက်ကြည့်ကြပါလို့ recommend အပြည့်ပေးပါတယ်ဗျာဆိုတော့ book review ကတော့ဒီလောက်ပါပဲဗျာဒါပေမဲ့ကျွန်တော် channel ကိုကြည့်နေတဲ့လူအနည်းစုလေးတွေအတွက်တော့ကျွန်တော်သတင်းစကားအနည်းငယ်ပြောကြလိုပါတယ်တကယ်အနည်းငယ်လေးပါကျွန်တော်တခါကဗီဒီယိုတစ်ခုလုပ်ခဲ့ပါတယ်ဒါဆုတ်က user နဲ့ပတ်သက်ပြီးရင်ဗီဒီယိုမှာပါအဲ့ဗီဒီယိုမှာ viewer တော်တော်များများကသူတို့ရဲ့အမြင်တွေကိုလည်း comment မှာဝင်ပေးကြပါတယ်အတွေ့အကျေးဇူးတင်ပါတယ်ဆိုတော့အဲ့မှာတချို့လူတွေကရိုးသားနေပဲရိုးသားစွာနေပဲသူတို့အမြင်တွေကိုပြောကြရတယ်ပေါ့နော်ဆိုတော့အဲ့လိုပုံကိုယ်တွေအတွက်လည်းကျွန်တော်အလေးနှစ်တိုက်တွန်းပါတယ်ဗျအဲ့ဒီမှာပါတဲ့ဆုတ်က user လိုမျိုးဒီတီဟိုဆရာတွေပြောခဲ့တဲ့သူတို့ရဲ့အယူဝါဒတက်ဖြစ်တဲ့အထာဂရဆရာလောက်ရဲ့စာတွေတင်ပြီးရင်အဲ့ဒီစာတွေဟောပြောနေတဲ့ဘုန်းကြီးတွေရဲ့ဒီဟာတွေကိုနားထောင်ပါဖတ်ရှုပါတော့မကန့်ကွက်ပါဘူးဒါပေမဲ့အဲ့ဒီမှာတင်ရပ်မနေကြဘဲနဲ့အခုလိုစာအုပ်မျိုးကိုလည်းတလေးတစားတစ်ခက်တစ်နေ့ဖတ်ပေးကြပါအောင်လို့ကျွန်တော် viewer တွေကိုကျွန်တော်အလင်းနဲ့တိုက်တွန်းပါတယ်ဗျဟုတ်ကဲ့နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ